ဟိုးရှိရှိတုန်းကအမိကိုကြောင့်မြေခွေးမိစာကြီးတကောင်ရှိခဲ့ပြီအဲ့ဒီမြေခွေးကြီးကိုလည်းသပင်အဝါရောင်နဲ့ရှင်နိုဘီတယောက်ကအောင်မြင်စွာဂျိတ်ပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဦးချီယာမျိုးနယ်စုကလည်း၄ယောက်မြတ်ဟိုကာကဲမီနာတိုရှိနေတဲ့အတွက်သူတို့ရဲ့တော်လန်မဲ့ကိစ္စတွေမဖြစ်ပွားခဲ့ရကြောင်းအီတာချီရဲ့လက်တွေကလည်းဘယ်တော့မှသွေးစွန်းတဲ့အခြေအနေထိမရောက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လက်ရှိအချိန်မှာမီနာတိုနဲ့ခူရှိနာတို့ကသူတို့ရဲ့တာလီနယ်ရီတိုနဲ့တူအေးချမ်းချမ်းရှိနေကြပြီမဲ့နယ်ရီတိုကတော့ထုံးစံအတိုင်းပြရာခတ်နေစေဖြစ်ပါတယ်။လက်ရှိမှာနယ်ရီတိုကဟိုကာကဲရဲ့တားဖြစ်နေပြီမဲ့သူ့ကိုယ်ထဲမှာမြေခွေးမိတ်ဆာရှိနေရဆိုတဲ့ကောလာဟာလာတွေကလည်းပြတ်နေတဲ့အတွက်လူတွေကနောက်ွယ်မှာတော့အမြင်မကြည်နေကြစေဖြစ်ပါတယ်။မျက်နှာဖုံးဆိုင်ပိုင်ရှင်ကတော့တခင်လေးနယ်ရီတိုလို့ခေါ်ပြီးသူ့ကိုပတ်စံပေးဖို့မလိုတဲ့အကြောင်းနဲ့အလကားယူသွားလို့ရတဲ့အကြောင်းပြောပေမဲ့နယ်ရီတိုထွက်သွားတဲ့အချိန်မှာတော့သူလိုချင်တဲ့မျက်နှာဖုံးကိုစားနဲ့ပတ်ရတဲ့အထိရှစ်တမျိုးကွဲရတဲ့မျိုးဆက်ဆံနေခဲ့ကြပါတယ်။အဲ့အချိန်တွေမှာတော့နယ်ရီတိုကသူ့ရဲ့မတဲအတူနေတငယ်ချင်းဂျစ်ကန်ကန်ဆာစကဲနဲ့ဘာပြဿနာမှမရှိပဲခင်မင်နေကြတော့ဖြစ်ပြီးတင်းဆယ်ဝမ်ရဲ့ခေါင်းဆောင်ခါခါရှိကရွာကိုအသက်ပေးပြီးကာဝယ်တော့ကြတဲ့သူရဲကောင်းတွေရဲ့အုပ်ကူကိုလိုက်ပြပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ထဲမှာကိုယ့်ရဲ့အသက်ကိုဗဒါနမထားပဲရွာကိုကာကွယ်ခဲ့တဲ့အပြင်ကိုရဲဘော်ရဲဘက်တွေကိုပါအသက်ပေးပြီးကယ်တင်ခဲ့တဲ့လူတစ်ယောက်ကတော့သူရဲကောင်းတွေလို့မြုပ်နှံမခံရပဲရိုးရိုးအုပ်ကူလေးတစ်လုံးနဲ့သာဇက်သိမ်းခဲ့ရတာဖြစ်ပါတယ်။သူတို့ရဲ့အကယ်ဒမီမှာလည်းရှင်နိုဘီတယောက်ကစီးမြင့်တွေကိုအတက်နိုင်ဆုံးဦးစားပေးရတဲ့အကြောင်းတင်ပြထားပေမဲ့တည်ဆုံသွားတဲ့ရှင်နိုဘီကသူ့ရဲ့မရှင်စာကိုရဲဘော်တွေရဲ့အသက်ကိုကယ်လိုက်တဲ့အတွက်သူ့ရဲ့တာဝန်ကကြာရှုံးခဲ့ရတာဖြစ်ပါတယ်။အဲ့လိုနဲ့တာဝန်မကျေပွန်မှုကြောင့်လူအများအပြစ်တင်ခံရတဲ့အတွက်စိတ်ရောလူပါထိခိုက်ခံစားခဲ့ရတဲ့ရှင်နိုဘီကကိုတတ်သိသွားခဲ့တာဖြစ်ပြီးလောကမှာရှင်နိုဘီစီးမြင့်တွေကိုမလိုက်နိုင်တဲ့သူကလူပြင်းလူညံဖြစ်ပေမဲ့ကိုရဲဘော်ရဲဘက်တွေကိုတန်မိုးမထားတဲ့သူကအဲ့ထက်ပိုဆိုးတဲ့သူဖြစ်တာကြောင့်သူ့ရဲ့လုပ်ရက်ကဂုံရီဖို့ကောင်းတဲ့ကြောင့်ခါခါရှိရသူ့တပည့်တွေကိုတင်ပြပေးခဲ့ပါတယ်။ဆာစကေကတော့နယ်ရီတိုလိုအကယ်ဒမီမှာဗိတ်ချေးအဆင့်ကောင်းတဲ့သူ့ကိုတသိန်းနဲ့တွဲပေးထားတဲ့အတွက်ထုံးစံအတိုင်းမကြေမနက်ဖြစ်နေခဲ့ပြီးနယ်ရီတိုကလည်းတနေ့မှာဟိုကာကဲဖြစ်လာရမယ်ဆိုတဲ့သူ့ရဲ့အိမ်မက်ကိုအယူချီပန်ရှောက်ပြောနေအောင်ဖြစ်ပါတယ်။အဲစကားကိုဆာစကေကလည်းထောက်ခံမိမယ်သူ့အဖေက၄ယောက်မြောက်ဟိုကာကဲဖြစ်နေရကြောင်းသူ့သားဖြစ်တဲ့နယ်ရီတိုကအရှုံးသမားဖြစ်နေရင်တော့သူ့မှာအခွင့်အရေးရှိတာဖြစ်တဲ့အကြောင်းခနဲ့တဲ့ဝင်ပြောလိုက်ပါတယ်။အဲ့လိုနဲ့တွေ့တိုင်းကြိုက်တဲ့နှစ်ကောင်ကရန်ဖြစ်နေကြရင်နဲ့နယ်ရီတိုကသူတို့မြင်နေရတဲ့တောင်ထိပ်ပေါ်ကိုဘသူရင်ရောက်မလဲဆိုတာပြိုင်ကြမယ်လို့တယောက်တည်းပြောရင်တယောက်တည်းထပြေးသွားပါတယ်။ဒါပေမဲ့လမ်းမရှိနေတဲ့ကျောင်းလက်ကြီးတစ်ခုကိုခုံမကြုံနိုင်မဲ့ပြုတ်ကျသွားခဲ့ပြီးနှာဘူးဆရာကြီးပြောခဲ့တဲ့ကိုရလာတဲ့အစွမ်းကိုကိုယ်တိုင်အပြေရှာရမယ်ဆိုတဲ့စကားကိုလည်းအမှတ်ရသွားခဲ့ပါတယ်။အဲ့လိုနဲ့သူ့ရဲ့ကိုယ်တွေကအမုန်းတရားတွေနဲ့ပြည့်နေနေတဲ့ကိုမီမိတ်ဆာစီရောက်သွားခဲ့ပြီးသူ့ခန္ဓာကိုယ်ထဲမှာနေခွင့်ပြုထားတဲ့အတွက်ကိုမီရဲ့ခြာကရာကိုနေရာငါးကားဖြစ်ပြန်ပေးရမယ်လို့ပြောလိုက်ပါတယ်။ကိုမီကသူ့ကိုအမိန်ပေးတာကိုလက်မခံနိုင်ပေမဲ့နယ်ရီတိုတင်သူ့ဘာတင်မှာဖြစ်တဲ့အတွက်ခြာကရာတွေငှားပေးလိုက်တာကြောင့်ဂျီဝါကြီးကတင်ပေးခဲ့တဲ့စင်ခေါ်ဂျူစုနဲ့အေယာမဖာကြီးတကောင်ကိုစစ်ခေါ်နိုင်ခဲ့လိုက်ပါတယ်။မရှင်အတွက်လာခေါ်တဲ့ခါခါရှိတို့ကလည်းနယ်ရီတိုကြောက်ထဲကျသွားပြီလို့ထင်လိုက်ကြပေမဲ့နယ်ရီတိုကတော့ဘာမှမဖြစ်ပဲအကောင်းတိုင်းရှိနေရကြောင်းအံ့ဩသွားကြရပါတယ်။ရွာကိုမီတိုက်ခိုက်တဲ့နေမှာခူရှင်နာကသူနဲ့တူကိုမီတကောင်လုံးကိုခေါ်သွားဖို့လုပ်ပေမဲ့မီနာတိုကတော့အဲ့လိုမျိုးအသေးခံစရာမလိုပဲခူရှင်နာရဲ့လက်ရှိခြာကရာပမာဏလောက်နဲ့ကိုမီရဲ့ခြာကရာအားလုံးကိုပြန်ပြီးဂျိတ်ပေးမယ်ဆိုရင်တည်သွားနိုင်တယ်ဆိုပေမဲ့လေတဝက်ပဲပြန်ပြီးဂျိတ်ပေးရင်အသက်ရှင်နိုင်တဲ့ပြင်နောက်တစ်ဝက်ကိုတော့တစ်ချိန်ချိန်မှာဂျင်ဂျူရီကီတယောက်ဖြစ်ထိန်းချုပ်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့နယ်ရီတိုရဲ့ကိုယ်ကိုထည့်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့သူတွေးထားခဲ့သလိုဖြစ်မလာသေးပဲဂျီအာကြီးကတော့နယ်ရီတိုကသာဟော့ဂိန်းနဲ့ကလေးဖြစ်မယ်ဆိုရင်အဲ့ဒီစွမ်းအားကိုတေချာပေါက်ထိန်းချုပ်လာနိုင်မယ်ဆိုတာသူယုံကြည်ရဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ပြီးရင်တော့ကိုနိုဟာကဂန်နင်းတွေအားလုံးကိုအဖွဲလိုက်စီနဲ့ရွာကနေတာဝန်အတွင်းပြောက်သွားတဲ့ရှင်နိုဘီတွေကိုလိုက်ရှာဖို့မရှင်ပေးလိုက်ပြီးအဲ့အချိန်ဘသူကမှဟိုကာကဲသားငကြောင်နိုင်တို့ကိုအထင်မကြီးကြတဲ့အချိန်ဖြစ်ပါတယ်။တာဝန်နဲ့လွတ်လိုက်ရင်ပျောက်သွားတဲ့ရှင်နိုဘီတွေထဲမှာအီဇူမူနဲ့ခိုတက်ဆူတို့ပါပြန်မလာကြတာဖြစ်ပြီးပြန်ရောက်လာတဲ့ဂန်နင်းတယောက်ကလည်းအာခေရလက်ပြဆိုတဲ့တခုကိုပဲမှတ်မိတော့တာဖြစ်ပါတယ်။အဲအကြောင်းပဲတာဝန်နဲ့ထွက်သွားရင်ပြန်ရောက်မလာတဲ့ရှင်နိုဘီ၃ယောက်ကိုရှာဖို့ဂျိုနေနဲ့တူဂန်နင်း၄တင်းလုံးကိုမရှင်ပေးလိုက်တာဖြစ်ပြီးတွေ့ရတယ်မပြောမဆိုပဲသွားမကဲဘူးနဲ့ချက်ချင်းသတင်းပေးရမယ်လို့မှားထားခဲ့တာဖြစ်ပါတယ်။ပျောက်သွားတဲ့သူတွေကဂျိုနင် level တွေဖြစ်ပြီးရွာကိုပြန်ရောက်လာတဲ့တဦးတည်းသောသူကဂန်နင်းတယောက်ပဲဖြစ်တဲ့အတွက်ရန်သူကဂျိုနင်တွေကိုပဲပြစ်မှတ်ထားနေရဆိုတာမီနာတိုကရိပ်မိရကြောင်းရန်သူလက်ကလွတ်နိုင်ခြေရှိတဲ့ဂန်နင်းတွေကိုပဲဦးစားပေးတာဝန်ထပ်ဆောင်ခိုင်းခဲ့တာဖြစ်ပါတယ်။သူတို့တွေမရှင်လုံးရမယ့်ရွာနာမှာအာခေရလို့ခေါ်တဲ့ရှင်နိုဘီလိပ်ပြတွေကိုတွေ့လိုက်ရတဲ့အတွက်နယ်ရီတိုကသွားဖမ်းမယ်လို့ဆာစကေကပါလိုက်သွားတဲ့အချိန်မှာကြံနေခဲ့တဲ့ခါခါချီကတခုခုဖြစ်သွားခဲ့ပြီးမျက်နှာဖုံးနဲ့လူတစ်ယောက်ကမြေကြီးထဲကိုဆွဲချသွားခဲ့ပါတယ်။ကိုက်နေကြတဲ့နှစ်ကောင်ပြန်ရောက်လာတဲ့အချိန်မှာတော့ခါခါရှိရရှိမနေတော့ပဲတစ်ဖက်ကဂျိုနင်နေဖြစ်ကြတဲ့အာဇူမာခူရဲနဲနဲ့ဂိုင်ဒိုကလည်းအလားတူဝေဒနာတစ်ခုကိုခံစားလိုက်ရပြီးအမဲရောက်နွယ်ရှင်တွေဖမ်းဆီးရခံလိုက်ရပါတယ်။နေကြီးအစားကမြင်ခဲ့ရတဲ့မြေရောက်ထဲကခြာကရာစီးကြောင်းနေရလည်းမရှိတော့ပဲကြံခဲ့တဲ့ဂန်နင်းတွေရဲ့အနားမှာတော့ထူးဆန်းတဲ့ဝင်းယုံတဲ့နေညာတွေကရှိနေခဲ့ပါတယ်။နယ်ရီတိုကတော့သတင်းပြန်ဖို့မကြိုးစားပဲသူ့ရဲ့အကျင့်တိုင်းမစင်မကျင်နဲ့မရရအောင်ကယ်မယ်လို့ပဲပြောနေတဲ့အတွက်နယ်ရီတိုက၄ယောက်မြောက်ဟိုကာကဲရဲ့တာယောဟုတ်ရလားလို့ဆာစကေကမေးလိုက်ပါတယ်။လျှက်မြောက်ဟိုကာကဲမီနာတိုကသူ့ရဲ့တယ်လီပေါ်ရဲ့ခုနိုင်တွေကိုခေါင်းဆောင်ဂျိုနေနိုင်စီမှာပေးထားတာဖြစ်တဲ့အတွက်စိတ်မပူဘူးဆာစကေကပြောပေမဲ့အဲ့ဒီခုနိုင်တွေကပါပျောက်သွားတဲ့နေရာမှာကြံနေခဲ့တဲ့အတွက်အခြေအနေကပိုပြီးဆိုးလာနေခဲ့ပြီဖြစ်ပါတယ်။လီကတော့သူ့ဆရာဂိုင်ကိုအသေးအတန်လိုက်ရှာနေပြီမဲ့ညံကောင်းတဲ့ရှီကာမာတို့ကတော့အခုချိန်မှာအားသာချက်အရှိဆုံးကခူရဲနန်းရဲ့တင်းရိပ်ဖြစ်ပြီးခီပါရဲ့အနက်ခံစွမ်းရည်ဟီနာတာရဲ့ဗျာကူကန်နဲ့ရှင်နိုရဲ့ခြေရခန့်အင်းဆက်တွေကြောင့်တခြားအဖွဲ့တွေကိုအตาအရာရှာတွေ့နိုင်မဲ့ပြင်အဖမ်းခံလိုက်ရတဲ့ခေါင်းဆောင်တွေကိုပါခြေရကောက်လို့ရနိုင်တဲ့အတွက်ငပြင်းပြီးဒီနေရာကပဲသူတို့လာတာကိုထိုင်ဆောင်နေကြမယ့်အကြောင်းရှင်းပြပေးလိုက်ပါတယ်။သူတွေးတဲ့အတိုင်းတင်းရိပ်ကလည်းရှီကာမာရုရဲ့အုံနောက်ကိုလိုအပ်တာကြောင့်တင်းတန်းနဲ့ပူးပေါင်းဖို့လာနေခဲ့ပြီမဲ့အကုန်လုံးကနယ်ရီတိုကိုပဲမျက်ခုံးလုံနေကြတာဖြစ်ပါတယ်။တစ်ဖက်ကနယ်ရီတိုတို့ရဲ့ရှေ့ကိုတော့တိန်နီယောင်အမှန်သားဝင်းယုံတဲ့လူတယောက်ရောက်လာပြီးသူ့ရဲ့အသွားသုံးခုလက်နက်ကြီးနဲ့စတင်တက်ခိုက်လိုက်ပါတယ်။မထင်မှတ်ပဲနယ်ရီတိုရဲ့ပါးကိုချစ်မိသွားတဲ့အတွက်ထူးဆန်းတဲ့လူကဓာတ်သွားပေါ်မှာပေနေရဲ့သွေးကိုရက်လိုက်ပြီးနယ်ရီတိုကသူ့ရဲ့ကျိန်စာမိသွားပြီဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။
ပြီးရင်နောက်ထိုသူကချက်ချင်းပဲစူးကျွန်းတစ်ခုကိုထုတ်လိုက်ပြီးသူ့ကိုယ်သူပြန်ထိုးလိုက်တဲ့အချိန်မှာရက်ကြည့်နေတဲ့နေရီတိုကပါဒဏ်ရာရသွားပြီးလက်ကျသွားခဲ့ပါတယ်နိုင်ငံရွေးလို့ရတဲ့ VPN လေးခန်းကြည့်ပေးခြင်းဖြင့်ကျွန်တော်ဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုခြင်းပါတယ်အဲ့အချိန်တင်းတက်မှလည်းလေပြင်းတစ်ချက်တက်လာရင်းနဲ့ Paper Shuriken နဲ့ပြင်းဝင်လာခဲ့ပြီး website နဲ့ပါတစ်ဆက်တည်းတိုက်ခိုက်ခံလိုက်ရပါတယ်ချိုကြီးရဲ့လူသားပေါ်လုံးနဲ့ဖောက်ထွက်နိုင်ခဲ့ပြီးမြဲထူးဆန်းတဲ့စာရွက်တွေကဖားတကောင်အသွင်ပြောင်းသွားခဲ့ပြီးသူ့အပေါ်ကိုလည်းတစ်ခါမှမမြင်မှုတဲ့လူစိမ်း၃ယောက်ကရောက်လာခဲ့ပါတယ်တစ်ဖက်ကနယ်ရီတိုကလည်းတေလောက်တဲ့ဒဏ်ရာကိုရသွားခဲ့ပြီးထူးဆန်းတဲ့လူကလည်းရှင်နိုဘီကဘာကြီးကပျက်စီးနေပြီဖြစ်တဲ့အတွက်လက်လျှော့လိုက်ဖို့ပြောနေခဲ့ပါတယ်ဒါပေမဲ့နယ်ရီတိုကကိုပါတက်တက်ဖြစ်နေရဲ့ပြီးသူ့ကိုပါလီစီကအတူခိုးထားတဲ့နယ်ရီတိုရင်းနဲ့ပြတ်သိပ်ပေးလိုက်ပါတယ်ထူးဆန်းတဲ့လူကတော့သူကလည်းကျေးစားတစ်ယောက်ဖြစ်တဲ့အတွက်ပျောက်သွားတဲ့ဂျွန်နီနဲ့ဘမရှိမှမသိပဲရှင်နိုဘီလောကကြီးကချိန်သာသိမ့်ပြီးမျှော်လင့်ချက်မရှိတော့ဘူးလို့ပဲနားလေရခတ်တဲ့စကားတွေကိုထပ်ပြောနေခဲ့ပါတယ်ရှီကာမာရူတို့ရဲ့ရှိရသပင်လိမ်မော်ရောင်တဲ့သူကတော့သူတို့ကမျိုးပိုကူတောင်ဖားဆရာကြီးရဲ့တပည့်တွေဖြစ်တဲ့တင်းချီပါကြီးကမိုးရရှင်နိုဘီသုံးပေါ်ယာယီကိုနာဂါတိုနဲ့ခွန်နန်လို့ပြောတဲ့အတွက်ကိုနိုဟာက legendary ဆန်နီရဲ့တပည့်တွေမှသိသွားကြပါတယ်သူတို့ရဲ့အဖွဲ့ကိုအာခါဆုကီလို့လည်းခေါ်ပြီးမိုးရကလူတွေကကိုနိုဟာနင်ညာတွေထက်တာရဲဆိုတာတက်သိပြဖို့စတင်တက်ခိုင်လိုက်ပါတယ်စက်ကူဖားကိုဖောက်ခွဲနိုင်လိုက်ပေမဲ့မိုးရနင်ညာတွေကလည်းတန်မာတဲ့ရှင်နိုဘီတွေဖြစ်နေကြပြီးနိုင်ငံကြီး9နိုင်ငံကသူတို့ရဲ့မွေးရမြေနိုင်ငံငယ်လေးကိုပျက်စီးအောင်စစ်ပွဲတွေလုပ်ခဲ့ကြတဲ့အတွက်တခြားနိုင်ငံကြီးတွေကိုမကျေနပ်နေရဖြစ်တဲ့အကြောင်းယာယီကိုကပြောပြလိုက်ပါတယ်အဲအကြောင့်သူတို့အဖွဲ့ရဲ့ရည်ရွယ်ချက်ကလွတ်လပ်ဖို့ပဲဖြစ်ပေမဲ့ရှီကာမာရူကလည်းကိုနိုဟာကရှင်နိုဘီတွေကိုပြန်လွတ်ပေးဖို့ပြောတဲ့အတွက်လောကမှာကိုနိုဟာရတခုတည်းရှိရမဟုတ်ဘူးလို့ပြောရင်ဆက်လက်တိုက်ခိုက်နေကြကြပါတယ်။နေတို့အနားမှာလည်းအမဲအောင်နွေရှင်တွေကပေါ်လာခဲ့ပြီးတိုက်ခိုက်တာကြောင့် Sasuke က Fireball နဲ့ကယ်ပေးလိုက်ရပါတယ်။တင်းတန်းကလည်းစွမ်းအားချင်းကွာခြားလို့မိမဲ့ရန်သူတွေကသူတို့ကိုစက်မတိုက်ပဲထွက်သွားခဲ့ပြီးတစ်ဖက်ကကျေးစားနှစ်ယောက်ကလည်းဟီတန်နဲ့ခါကူဆူလို့ခေါ်တဲ့ပြင်သူတို့ရဲ့တာဝန်ကခေါင်းဆောင်ဂျိုနီနီကိုပဲခေါ်သွားရမှာဖြစ်တဲ့အတွက်ပတ်စံမရတဲ့ကလေးတွေကိုလိုက်တက်နေလို့လည်းအပူပဲလို့ခါကူဆူကပြောလိုက်ပါတယ်။တင်းအိတ်ကလည်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာစီရောက်လာခဲ့ပြီးတစ်ဖက်ကတင်းတန်းကလည်းရန်သူတွေနောက်ကိုလိုက်လာရင်လူမရှိရဲ့ရွာတရားကိုတွေ့သွားခဲ့ကြပါတယ်ဟိုကာဂေတာနဲ့အတော်ဆုံးကျောင်းသားကတော့ထုံးစံတိုင်းရန်ဖြစ်နေကြပြီးတင်းကန်ရောက်လာတဲ့အချိန်မှာတော့သူတို့အဖွဲ့တွေအားလုံးကတူညီတဲ့အခြေအနေမှာဒုက္ခရောက်နေရဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်ဂျိုနီနေကိုခေါ်သွားပေမဲ့ရန်သူကမီနာတိုရဲ့ခုနိုင်တွေကိုတော့ရည်ရွယ်ချက်ရှိရှိနဲ့ချန်ထားခဲ့တဲ့အတွက်အဲ့ဒီတယ်လီဘော့တိုင်ကိုလည်းသိနေရတေချာတလောက်ရှိနေပြီးအများစုကတော့လူစုပြီးရွာကိုသတင်းပြန်ပို့ဖို့တိုင်ပင်ကြပေမဲ့ဟိုကာဂေတာလေးကတက်ကူမလာခင်ဆရာတွေဒုက္ခရောက်သွားမှစိုးရိမ်နေတဲ့အတွက်မရရအောင်ကယ်ဖို့ပဲတယောက်တည်းဆုံးဖြတ်ထားတာဖြစ်ပါတယ်အဲ့အချိန်တိတ်ဆိတ်နေတဲ့ရွာထဲမှာကလေးနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်တင်းတက်ကနောက်ကလိုက်လာခဲ့ပြီးကလေးတွေကသူတို့ရဲ့ခန္ဓာဆိုတဲ့အယုံလေးကိုပြန်လာယူကြတာဖြစ်ပါတယ်တရွာလုံးကဒီနေရာမှာစစ်ပွဲဖြစ်မယ်လို့သတင်းကြားရတဲ့အတွက်ကြိုတင်ရှောင်မြင်နေကြတာဖြစ်ပြီးယာယီကိုကလည်းသူတို့ရဲ့အဖြစ်နဲ့တူနေတဲ့ကလေးတွေကိုကြည့်ရင်တရွာလုံးကိုတော့ထွက်သွားခိုင်းတာပေမဲ့သူတို့ရဲ့လုပ်ရက်ကကိုနိုဟာရွာနဲ့တူလာပြီးဖြစ်တဲ့အကြောင်းပြောနေခဲ့မိပါတယ်အဲ့အချိန်ကလေးနှစ်ယောက်စီကိုရှီကာမာရူတို့ရောက်လာခဲ့ပြီးကိုနိုဟာခေါင်းစည်းနဲ့ကလေးတွေကိုမြင်လိုက်ရတာကြောင့်နာဂါတိုကသူ့ရဲ့ငယ်ဘဝမိဘတွေအသက်ခံလိုက်ရတာကိုတတိယသွားခဲ့ပါတယ်လက်ရှိကိုနိုဟာဘက်ကအန်နီရဲ့ပြုကျင့်စိတ်မရှိပေမဲ့မငြင်းငြင်းသေးတဲ့ကာလာတွေဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အယုံကြည်မရှိကြပဲနာဂါတိုကလည်းယာယီကိုကာကွယ်ဖို့သူ့ရဲ့ရင်းနဂန်ဆွမ်းအားကိုထုတ်သုံးမိသွားခဲ့ပါတယ်အဲအကြောင်းပဲစစ်ဘေးရှောင်ကလေးနှစ်ယောက်နဲ့တူတအိမ်လုံးမြောက်ထဲရောက်သွားခဲ့ပြီးအဲ့လိုရုပ်ရုပ်သေးတဲ့အခြေအနေကိုလည်းတခြားအဖွဲ့တွေကသတိထားမိသွားကြပါတယ်ပြုတ်ကျသွားတဲ့ကျွန်းထဲကိုတော့ယာယီကိုတို့ကလိုက်ဆင်းသွားခဲ့ပြီးအဲ့အချိန်ရွာထဲကိုရောက်လာကြတဲ့ဂန်နင်ချာယောက်ကလည်းသူတို့လမ်းမှာပိတ်မိနေတဲ့ချာကရာအလုံးကြီးတစ်ခုကိုပဲတွေ့လိုက်ကြရပါတယ်ဒါကတော့ Naruto What If အပိုင်းတစ်ဖြစ်ပြီးအပိုင်းနှစ်ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်